ကြောင့်မို့ကျွန်တော်တို့ကောင်းတဲ့လူရဲ့သမတနာဆောကျလူကြီးရဲ့ဆရာတော်ဘုရားကြီးကိုဆုံးဖြတ်ပေးကြရည်ဒီပါလေဗျာသမတနာဘုရားကြီးနာတော်ဆရာတော်ဘုရားကြီးကိုလက်ဆောင်ပူဇော်တော်အဖြစ်သာသနာ့ဒီရာဇဝနိုင်ငံမှာနေပြီးတော့ဆရာတော်ဘုရားကြီးရဲ့ဒီနာကိုသမာဓိကိုဒီရာဇဝကိုလက်ဆောင်ပူဇော်တော်အဖြစ်ဆရာတော်ဘုရားကြီးရဲ့လက်ဆောင်ပူဇော်တော်အဖြစ်အောက်ဆောင်ပူဇော်တော်ရပါမယ်ပြစ်စရာသင်္ခါရတဲ့မျောလိုက်ရှင်လိုက်ဟိုကရဲ့ခါဘယ်ဟာမတင်မြဲဟောင်းလွယ်ဟောင်းပြန်ရောင်းခံကံမရကလောဘရဲ့ဒေါသရဲ့မောဟရဲ့အဝိဇ္ဇာပြစ်စရာသင်္ခါရတဲ့မျောလိုက်ရှင်လိုက်ဟိုကဘယ်ဟာမတင်မြဲဟောက်လွယ်ဟောက်ပြန်ကြောင်းကံမတကားတွေ့ဆုံးကြုံပဲအေးရဲဝမ်းနဲ့ဝမ်းသာဝိပ္ပံလာချစ်ချင်တာနဲ့ဖြစ်ရပါချစ်ချင်တာနဲ့ဖြစ်ရပါချင်တာလေဖြစ်ရမှာသုံးတဲ့ဘုံဝိအတွင်းရောက်လို့ကရုတ်ကင်းလျှောက်တဲ့အေဘုံမှာအဲ့ဒါဘဝတန်တရားဘုံဝအတွင်းရောက်လို့ကရုတ်ကင်းလျှောက်တဲ့အေဘုံမှာအဲ့ဒါဘဝတန်ဒုက္ခအနတ္တတရားမရလို့မြတ်လာတန်တရားကာမောကဘဝကဒိဋ္ဌောကအဝိဇ္ဇောကစိတ်မောဟမကင်းနာအရင်ကသူတဏှာဒိဋ္ဌိညာဝင်လာခင်မှမြင်ညာကြတာလူအနာပဲမဆွဲလို့သာမှားရဲ့အလုံးနာငါသားငါမရလင်လာဥစ္စာငါကိုငါစင်မကွာသက်ကာရကြောင့်မာနရီထောင်းရဝိပဿနာဝင်လာထင်ရှားမြင်ညာရပါဘာမြရှာမရအတာရကမှန်စွာအနတ္တကဖြစ်ရင်တည်ရင်ရဲ့ရဲ့ချုပ်ခါရုပ်ပတိပညာဖောက်ပြန်မစိတ်ပါအနိစ္စလက္ခဏာရုပ်တရားနန္တရားနှပြဩနာသိမိအတိမကြပါသင်္ခါရဟာဘင်္ကာအလမကြာ
ငါဗျာအဂရိမာလေးဘုံအပဲငရဲဇာအဝိဇ္ဇာအကြောင်းကြောင့်သင်္ခါရဝိညာဏံတရားယုတ်တရားနှဖျားအဝိဇ္ဇာအကြောင်းကြောင့်သင်္ခါရဝိညာဏံတရားယုတ်တရားနှဖျား၆ခုအာယုံကာမဂုဏ်စန္ဒာပဋိစ္စသမုပ္ပန်ရှုပ်ပြန်တွေ့အပါတနာရှစရဝိရောသမုရယပါမေဃစီနိကုယမလက္ခဏာရဖြင့်ရှုကြပါဒီဘုံမှာဆိုတဲ့ဘုံသုံးပါးမှာဖြစ်သမျှတရားအပေါင်းရဲ့အနိစ္စမမြဲမှုဒုက္ခဆင်းရဲမှုအနတ္တစိုးပိုင်နိုင်ခြင်းမရှိမှုတို့ကိုမသိမမြင်နိုင်ကြတဲ့အတွက်ဘဝတန်တရားကြီးဝဲလေရှည်လျားနေရပါတယ်ကာမတဏှာလိုချင်တတ်မဲ့မှုတွေနဲ့ပြောင်းဆန်နေတဲ့ဝဲဩဃာကြီးမှာနစ်မြုပ်နေကြရပါတယ်လူဖြစ်လိုက်နတ်ဖြစ်လိုက်တိရစ္ဆာန်ဖြစ်လိုက်နဲ့ဘဝပေါင်းများစွာမှာတပြောင်းပြန်ပြန်အဖန်တလဲလဲဖြစ်ချင်းဆိုတဲ့ဝဲဩဃာကြီးမှာနစ်မြုပ်နေကြရပါတယ်မှားရင်စွာမြင်သိမှုဆိုတဲ့ဝဲဩဃာကြီးမှာနစ်မြုပ်နေကြရပါတယ်လွတ်မြောက်ခြင်းတရားသစ္စာအမှန်ကိုမသိမမြင်တွေးဝေမိုင်မဲမှုဆိုတဲ့ဝဲဩဃာကြီးမှာနစ်မြုပ်နေကြရပါတယ်တဲ့လွဲမှားစွာသိမြင်နေမှုဆိုတဲ့ဒိဋ္ဌိဉာဏ်ကြောင့်လူရဲ့နတ်ရဲ့ဆိုပြီးအထင်မြင်နေမှားနေကြပါတယ်ငါလင်းငါသားငါမယားငါဥစ္စာငါပစ္စည်းငါပိုင်နေငါဆိုင်နေဆိုတဲ့ငါတင်ညာတွေတက်ကာယအယူတွေနဲ့တက်ကြွထောင်လွှားမာမာနထားနေကြပါတယ်တဲ့အဲ့ဒါတွေကိုအနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာရေး၃ပါးခွဲခွဲခြားခြားထင်ရှားစွာသိမြင်ကြအောင်ဝိပဿနာတရားကိုဝင်စားဆင်ခြင်ကြပါတကယ်တော့အနတ္တဆိုတဲ့ခန္ဓာကိုယ်အစုအဝေးကြီးဟာအတာရကလို့ဆိုတဲ့ဘာမှအနှစ်သာရရှားပွေးလို့မရနိုင်ပါဘူးတဲ့ဖြစ်လိုက်တီးလိုက်ပြက်လိုက်နဲ့ဟောက်ပြန်မှုရုပ်ပတိအမှတ်တရားတွေမို့မိမိမပိုင်မဆိုင်နဲ့အမြဲပေါက်ပြန်ပျက်စီးနေတဲ့တရားတွေသာဖြစ်ပါတယ်ယုံနံဆိုတာမမြဲတဲ့တရားမပိုင်မဆိုင်တဲ့တရားတွေပါဒီတရားနှစ်ခုရဲ့အိုမှုနာမှုသိမှုတွေကလည်းအတိအကျမရှိပါဘူးဖြစ်ပျက်ပြုပြင်မှုသင်္ခါရသဘောတရားတက်တက်ဖြစ်တဲ့အတွက်ဘင်္ဂါလာလို့ဆိုတဲ့ပျက်စီးရမယ့်အချိန်ကာလကိုမလွဲမသွေရောက်ရပါလိမ့်မယ်အဲ့ဒီအချိန်ရောက်တဲ့အခါကျမှပဲနတ်ဘဝလူဘဝပိဋ္ဌာဘဝတိရစ္ဆာန်ဘဝငရဲသားဘဝစတဲ့လားရာဂရိ၅ပါးမှာငရဲတိရစ္ဆာန်ပိဋ္ဌာအတုယကဲဆိုတဲ့အပယ်လေးပုံကိုရောက်သွားတတ်ပါတယ်အဝိဇ္ဇာဆိုတဲ့အဟုတ်အမှန်ကိုမသိမမြင်မရှင်းမလင်းမှုကြောင့်ပြစ္ဆုတ်ပန်မှုတန်တရားမှုတို့ကိုပြုစုပြောထောင်ခြင်းဆိုတဲ့သင်္ခါရအကျိုးဖြစ်လာရပါတယ်သင်္ခါရကြောင့်ဘဝသစ်မှာဝိညာဉ်အသစ်ဖြစ်လာရပါတယ်ဝိညာဉ်အသစ်ဖြစ်ခြင်းကြောင့်နာမ်စုရုပ်စုတွေဖြစ်အဲ့ဒီနာမ်ရုပ်စုတွေကြောင့်ဒွါရ6မြင်အကြီး6ပါးစတဲ့သလာယတနာတရားစုတွေဖြစ်အဲ့ဒီတရားစုတွေကြောင့်အာယုံတွေ့မှုဟတ္တတရားတွေဖြစ်ဟတ္တတရားတွေကြောင့်ဝေဒနာဆိုတဲ့အာယုံခံစားမှုတွေဖြစ်အဲ့ဒီဝေဒနာတွေကြောင့်ဝတ္ထုအာယုံကာမဂုဏ်ကိုခင်းမင်းတွေ့တာတာယာကပ်ညိတဲ့တဏှာဖြစ်လာရပါတယ်ဒါကြောင့်အကြောင်းကိုဆွဲပြီးအကျိုးဖြစ်ရတဲ့ပဋိစ္စသမုပ္ပါတရားများဖြစ်ပွားလာရပါတော့တယ်တဲ့တကယ်တွေးကြည့်လိုက်တော့သမုဒိယခေါ်တဲ့တတ်မဲ့မှုတဏှာဟာအရင်ခံနေပါတယ်တဲ့အဲ့ဒီတတ်မဲ့မှုတဏှာကိုမဲ့၄ပါးတရားသစ္စာစေးနဲ့ကုသပြီးအနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာရေး၃ပါးနဲ့
ရှုမြင်ဆင်ခြင်ကြရမှာဖြစ်ပါတယ်ရှင်ဒုက္ခအနတ္တတရားမရလို့မြားလာတန်တရားကာမောကဘဝကဒိဋ္ဌောကအဝိဇ္ဇောကစိတ်မောဟမကင်းတာအရေးငံသူတဏှာဒိဋ္ဌိညာဝင်စားခြင်းမှမြင်ကြကြတာလူဝဲနဲ့ပဲမဆွဲလို့လားမှားကြအလွန်နာငါသားငါမရနဲ့သာဥစ္စာငါကိုငါဟာအစင်မကွာတက္ကာယကြောင့်မာနတွေထောင်းကြတာဝိပဿနာဝင်စားခြင်းရှာမြင်ကြပါဘာမျှရှာမရအတ္တရကမှန်သွားအနတ္တခန္ဓာဖြစ်ရင်တည်ရင်ပြည့်ရင်ချုပ်ခါရုပ်ပရိသေညာဟောင်းပြမစိပါအနိစ္စလက္ခဏာယုတ်တရား